ချက်တာ1159မှာတော့လူဖီတို့တွေ Airbus ဝစ်စုံတွေတဲ့အတူ Airbus ကျွန်းကိုရောက်လာခဲ့ပါပြီ။အစမှာနာမီတယောက်အော်ခေါ်တန်နဲ့အတူနိုးလာခဲ့ပါတယ်။သူကိုပေါ်ကထူဆန်တဲ့အဝတ်စားတွေကြည့်ပြီးရဲတိုက်ကြီးထဲမှာတိုင်ပတ်နေပြီးဘာမှစဉ်းစားမရမှာနဲ့အတူလူဖီကိုသွားရှာမယ်လို့ဆိုပါတယ်။အဲ့အချိန်မှာပဲနာမီအနောက်မှာအရင်တစ်ခုကပေါ်လာခဲ့ပြီးနာမီကလဲကြောက်လန့်တကြားအော်ဟစ်နေခဲ့ပါတယ်။တစ်ဖက်ကဘီလူတို့စီမှာလည်းတောမီတွေကလောင်နေခဲ့ပါတယ်။ဘီလူတွေလည်းသူတို့ရဲ့အထွက်မြက်ထားတာအဒရာစီတစ်ပင်ကြီးကိုမိကူသွားမှကြောက်နေခဲ့ပါတယ်။မိကိုစမ်းရင်းနဲ့ငြိမ်ကြဖို့ပြောလိုက်ပြီးဒီတစ်ပင်ကြီးသာမိလောက်သွားရင်ငါတို့တော့ကိစွတ်တုံးပါပြီလို့ဘီလူတယောက်ကပြောလိုက်ပါတယ်။အဲ့ဒီအရာကခုနကလှုပ်လိုက်တဲ့ငလင်တန်းကြောက်လို့ဘီလူတကောင်ကပြောနေပါတယ်။အဲ့အချိန်မှာကောင်ကင်ပေါ်ကနေအေယာမပြားကြီးတွေမြေပေါ်ကိုပြုတ်ကျလာကြပါတယ်။နောက်ဘီလူတကောင်ကလည်းဟိငါတို့ဒီကိစွတ်ကြီးကိုငါတို့ရဲ့အရှင်နေမင်းကြီးကိုတင်ပြတာကောင်းမယ်လို့ဆိုပါတယ်။တစ်ဖက်နာမီဘက်မှာတော့အေယာမပြားကြီးတကောင်ကိုဇူးရဲ့လျှက်စီးနဲ့ပစ်ချလိုက်ပေမဲ့အဲ့ဒီကောင်ကအေယာမအကောင်ကြီးဖြစ်နေတော့မသေးပဲမေ့နေခဲ့ပါတယ်။နာမီလည်းကြောက်လန့်ပြီးမျက်ရည်တွေဝဲနေခဲ့ပါပြီ။သူနောက်ဆုံးမှတ်မိတာကလူဘီလူတင်းမောပေါ်မှာအရက်တောက်နေတာပဲဘလို့လုပ်ပြီးဒီပိုက်ကင်းဝစ်စုံကြီးဝတ်မိသွားမှန်းတောင်သူမသိတော့ဘူးလို့နာမီကဆိုပါတယ်။နာမီတယောက်လည်းသူ့ရဲ့အော်တန်ကြောက်အဖြူရောင်အေယာမအကောင်ကြီးကလည်းသူ့ကိုအဆက်မပြတ်လိုက်နေခဲ့ပါတယ်။နာမီလည်းအသက်လူပြေးလာရင်လမ်းမှာဦးစောရဲ့အတန်ကိုကြားလိုက်ရလို့အားတက်ပြီးဦးစောစီပြေးပါတော့တယ်။ဦးစောရဲ့အဖြစ်ကိုကြည့်ပြီးနာမီတယောက်တွေးပြက်လို့နေခဲ့ပါတယ်။နာမီကဇုကိုတုံးပြီးဖြူကောင်ကိုလျှက်စီးနဲ့ပစ်လိုက်ရကနေအရှိန်နဲ့ဖြူကောင်ကကြောင်ကောင်းပေါ်ပြုတ်ကျပြီးကြောင်ပါလျှက်စစ်ရှော့ဖြစ်သွားလို့ဦးစောလည်းလွတ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်သာစကားပြောရင်းထွက်ပြေးကြတော့လမ်းဆုံးသွားပြီးဝရန်တာအဆုံးမှာပိတ်မိခဲ့ပါပြီ။ဦးစောကဒါတွေကစိတ်ကူးရင်အာယုံမားတာလဲစာနေတဲ့ပုံရိပ်တွေပဲဆိုပြီးသူကိုယ်သူယုံကြည်အောင်ပြောပြီးကြောင်ကြီးကိုရင်ဆိုင်ဖို့လုပ်ပေမဲ့ကြောင်ကြီးရဲ့လက်ဝါးချက်ကြောင့်ရဲတိုက်နေရန်မှာပွင့်ထွက်ပြီးအောက်ကိုပြုတ်ကျသွားကြပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီကြောင်ကြီးကအေယာမချင်းသိကြီးအဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။နာမီတတိပြန်ရလာတဲ့အချိန်မှာဦးစောကိုတွေပြီးသူကိုတယောက်တည်းထားခဲ့ပြီးတေးမသွားပါနဲ့လို့အော်ငိုနေခဲ့ပါတယ်။အဲ့အချိန်ချင်းသိကြီးလည်းနာမီတိုးနာရောက်လာပြီးစာမလို့လုပ်ပါတယ်။နာမီလည်းဦးစောကိုအသေးတန်းလုံလို့တဲ့အခါဦးစောလည်းနိုးလာခဲ့ပါတယ်။ချင်းသိကြီးကနာမီနဲ့ဦးစောကိုစာမလို့လုံနေတော့မှနာမီကဦးစောကိုအရှိမထားပြီးအကာအကွယ်လုပ်ယူလိုက်ပါတယ်။အဲ့အချိန်မှာပဲလူဖီဆိုရိုနဲ့စန်ဂျီ၃ယောက်လုံးရောက်လာပြီးစန်ဂျီကလည်းသူ့နာမီလေးကိုငိုအောင်လုပ်ရမလားဆိုပြီးအီဖရစ်ဂျန်ဘီစတိုင်ကိုတုံလိုက်ပါတယ်။ဆိုရိုကလည်း3ဆလူစတိုင်နဲ့ခုတ်ဖြတ်လိုက်ပြီးချင်းသိကြီးအပေါ်ကိုမြောက်တက်လာတဲ့အခါလူဖီကဂူမိုအက်လီဖန်ဝက်နဲ့ထိုးခိလိုက်ပါတော့တယ်ဒီလိုနဲ့၃ယောက်သာတယောက်တစ်ချက်နဲ့ချင်းသိဘဝကတော့ကြောင်ဘဝကိုပြောင်းသွားပါတော့တယ်လူဖီကလည်းကြောင်ကြီးဖြစ်သွားလို့စားလို့မရတော့ဘူးခုနကယုံသားပဲစားရတော့မယ်လို့ပြောနေခဲ့ပါတယ်စန်ဂျီကလည်းနာမီနာရောက်သွားပြီးနာမီကလည်းဦးစောသူ့ကြောင့်နဲ့တည်သွားပြီလားမသိဘူးဆိုပြီးအော်ငိုနေခဲ့ပါတယ်လူဖီကလည်းအဖွဲသားအတွက်အသက်ပေးသွားဦးစောဆိုပြီးလုံနေခဲ့ပါတယ်ဦးစောကလည်းငါအသက်ရှင်နေသေးတယ်ငါကိုခုတုံးလှုပ်သွားတဲ့နာမီကိုလုံးဝခွင့်မလုပ်ဘူးလို့ပြောနေခဲ့ပါတယ်စန်ဂျီကလည်းသူတို့အဖွဲသားတွေအကုန်တီကိုရောက်လာတယ်လို့မထင်ဘူးလို့ဆိုပါတယ်ဘာလို့လဲဆိုတော့သူရော်ဘင်ရဲ့အနုကိုမရဘူးလို့ဆိုပါတယ်ဆိုရိုကတော့အစားအသောက်ထက်တင်းမောနဲ့ကြံတဲ့အဖွဲသားတွေကိုအရင်ရှာဖို့ပဲပြောနေပါတယ်အဲ့အခင်ဦးစောကထိုင်ချဖို့လုပ်နေတော့မှပဲအဆောက်အုံတွေကထပ်ပြီးပြိုကျလာကြပြန်ပါတယ်အားလုံးလည်းအောက်ကိုပြိုကျလာခဲ့ပြီးလူဖီကလည်းရောဘာဘောလုံးလှုပ်လိုက်ပြီးအားလုံးကိုကယ်လိုက်ပါတယ်အခုရောက်နေတဲ့နေရာတွေကထူးဆန်နေပြီးအယုတ်အိမ်လိုမျိုးတွေဖြစ်နေခဲ့ပါတယ်ဦးစောကလည်းသူတို့ရဲ့အဝတ်စားတွေက Airbus City တော်ရဲ့ခံထားတဲ့အဝတ်စားတွေပဲလို့ဆိုပါတယ်နာမီကလည်းသူတို့တွေတီးကိုလောက်လာပြီးဂျိုင်းရက်တွေဖြစ်သွားပြီလားလို့ဆိုပါတယ်ဆိုရိုကလည်းအခုရောက်နေတဲ့နေရာကအရန်ကျဲတဲ့ဒီအတိုင်လျှောက်သွားလို့မဖြစ်ကြောင်းရွာသားတွေကိုအရင်ရှာမေးရမယ်ဆိုတာကိုဆရာကြီးပျောက်ကြီးကဆိုပါတယ်ထုံးစံအတိုင်းပျောက်ကြီးကတော့လမ်းမကြီးသွားနေပြီးဦးစောတယောက်အော်ပြောလို့နေခဲ့ပါတယ်အားလုံးကအဆင်ပြေနေတဲ့ပုံပေါ်ပြီးနာမီတယောက်ကတော့စိုးရိမ်နေခဲ့ပါတယ်စန်ဂျီကလည်းပျော်နေဖို့နဲ့သူဆောက်ရှောက်ပေးမှာပေါ့လို့ဆိုပါတယ်နာမီကလည်းရွှေချောက်ကြီးခိုးချင်နေခဲ့တာပါဒီလိုနဲ့လူဖီတို့တွေလည်းရွာသားတွေ့ရှိရာစီကိုထွက်လာကြပါတော့တယ်ဒီအပိုင်းလေးကတော့ချက်တာ1159ဖြစ်ပြီးနောက်ပိုင်းတွေထွက်တဲ့အခါလဲတင်ပေးသွားမှာဖြစ်တဲ့အတွက် like and subscribe လုပ်သွားပေးကြပါအောင်ဗျ